Hello အားလုံးမင်္ဂလာပါကျွန်မကတော့ English Language Teachers ဒေါ်စိုးမော်မော်ဖြစ်ပါတယ်ဒီဗီဒီယိုလေးမှာအင်္ဂလိပ်စာကြောင်းလေးအချို့ကိုမျှဝေပေးပါမယ်ကိုယ့်အိမ်လိုသဘောထားပြီးလွတ်လွတ်လပ်လပ်နေပါအဲ့ဒါလေးကိုအင်္ဂလိပ်လိုပြောတော့ Please make yourself at home Please make yourself at home Please make yourself at home okay number 2 sentence တခုခုတောက်ပါလားအဲ့ဒါလေးကိုအင်္ဂလိပ်လိုပြောတော့ Can I get you something to drink Can I get you something to drink Can I get you something to drink ဒုက္ခမရှာနဲ့နော်ဒါလေးကိုအင်္ဂလိပ်လိုပြောတော့ Don't go looking for trouble Don't go looking for trouble Don't go looking for trouble ငါအပြင်ခဏသွားလိုက်အောင်မယ်ဒါလေးကိုအင်္ဂလိပ်လိုပြောတော့ I will be gone just a few minutes I will be gone just a few minutes I will be gone just a few minutes okay next one ငါအိမ်ပြန်ရောက်တာနောက်ကြမယ် okay ဒါလေးကိုအင်္ဂလိပ်လိုပြောတော့ I will be home late I will be home late I will be home late bye bye have a nice day see you next time ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့ကိုတို့အကျိုးရှိရဆိုရင် comment မှာတစ်ခုခုရေးပေးခဲ့ပါ like and share လေးလည်းလုပ်ပေးပါနေ့စဉ်အကျိုးရှိတဲ့ဗီဒီယိုလေးကိုဆက်လက်ပြီးတော့မျှဝေပေးပါမယ် bye bye